မင်္ဂလာပါဒီနေရာကစိတ်အေးချမ်းဖို့အတွက်အတန်လေးတွေရှိတဲ့နေရာပါဒီနေ့မှာတော့ကိုမေတ္တာပို့ခြင်းဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကိုမေတ္တာပို့ဘူးလားမေတ္တာပို့တာနဲ့ပတ်သက်ပြီးအများစုကတခြားသူစီပို့တယ်တခြားသူကိုမေတ္တာတွေပေးတယ်လို့ပဲနားလည်ထားကြပါတယ်မေတ္တာတရားတွေကိုတခြားသူကိုပဲပေးပြီးကိုမေတ္တာပြန်ပေးဖို့တော့မသိကြပါဘူးဗုဒ္ဓဘာသာဝင်အများစုပေါ့နော်ဖျားရှိခိုးပြီးတိုင်းတရားနာပြီးတိုင်းမေတ္တာပို့ကြပါတယ်။ကျမ်းမာချမ်းသာပါစေ။ဘေးဥပတ်အန္တရာယ်ကင်းဝေးကြပါစေဆိုပြီးတော့ပေါ့။သူတစ်ပါးကိုမေတ္တာပို့ကြပါတယ်။တချို့တွေဆိုတတိယတိုင်းကိုချစ်ရသူတွေချစ်ခင်ရတဲ့မိတ်ဆွေတွေကိုမေတ္တာပို့ပေးကြလေးရှိပါတယ်။ဒါဆိုကိုရောမေတ္တာပို့ဘူးလား။တကူကောင်းဆန်နေပဲဆိုကိုစီကိုပြန်ပြီးမေတ္တာပို့ကြည့်ပါလား။ဒါဆိုရင်ငါပေးသလိုပြန်မရဘူးမြစ်တာရောင်ပြန်မဟတ်ဘူးပေးတိုင်းပြန်မရဘူးဆိုတဲ့အတွေ့တွေညော်နေသွားပါလိမ့်မယ်တခြားသူတွေကိုမြစ်တာမပို့ခင်ကိုစီအရင်ဆုံးတေချာလေးမြစ်တာပို့ပေးပါကိုယ်တိုင်ကမြစ်တာရဲ့အေးချမ်းခြင်းကိုတေချာခံစားရပြီဆိုမှသူတစ်ပါးကိုပို့ပေးတဲ့အခါမှာလည်းဘာမျှော်လင့်ချက်မှမပါပဲမြစ်တာပို့ပေးနိုင်လာပါလိမ့်မယ်ကျမ်းမာနေပါစေပျော်ရွှင်နေပါစေအေးချမ်းနေပါစေစတာလေးတွေပြောပြီးတော့ပို့ကြည့်ပါကိုမေတ္တာပို့တဲ့အခါဘာကအရင်ဆုံးပြောင်းလဲလာလဲဆိုတော့မိမိကိုချစ်တတ်မှုတန်ဖိုးထားမှုဆိုတဲ့ self love နဲ့ self respect တိုးလာတာပါပဲဘယ်သူမှမရှိတော့ငါချစ်ပေးနိုင်နေတာပဲငါဂရုဒီဇိုင်းနဲ့မေတ္တာပို့ပေးနိုင်တာပဲဆိုပြီးစိတ်ထဲအေးချမ်းလာရပါတယ်ကိုမေတ္တာကကိုစီအပြည့်အဝပြန်ရောက်လာတဲ့အခါပြောင်းလဲမှုတွေဖြစ်တဲ့ပိုအေးချမ်းလာတာကိုပိုချစ်တတ်လာတာဗီယူဆိုင်တက်လာတာပိုပျော်ရွှင်လာတာစတဲ့အပြောင်းလဲလေးတွေဖြစ်လာပါတယ်။ကိုစီကိုပြန်ပြီးမေတ္တာပို့တာကကိုပြန်ပြီးထွေးပွေပေးသလိုရွေးထွေးပေးတဲ့ခံစားချက်ကိုလည်းပေးစွမ်းနိုင်ပါတယ်။ဒီနည်းကဂျုံကိုယ်တိုင်လုံးဖြစ်နေတဲ့ကိုချစ်တဲ့နည်းလမ်းလေးတစ်ခုပါပဲ။ဒီနည်းကိုအလေးအကျင့်အဖြစ်လုပ်လို့လည်းရပါတယ်။နေ့စဉ်မနေ့နဲ့ညအိပ်ရမဝင်ခင်မိမိကိုယ်အတွက်မေတ္တာစကား3ချိန်လောက်ပို့ပေးကြည့်ပါနော်။အားတောင်ပေးခဲ့ကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအေးချမ်းကြပါစေ။